ဒီတစ်ပတ်ပိတ်ရက်လေးမှာကျောင်းတော်ကတငယ်ချင်းတွေနဲ့ထပ်တွေ့ဖြစ်ပါတယ်အတန်းနဲ့တငယ်ချင်းတွေအကုန်လုံးကဒီမျိုးမှာပဲဆက်နေကြသေးတာဆိုတော့သူတို့နဲ့တွေ့ဖို့ကတော်တော်လေးလွယ်ပါတယ်အခုနင်းစီနေတဲ့တိုက်ခန်းမှာပဲနောက်ထပ်တငယ်ချင်းတစ်ယောက်ကနေပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့နင်းစီကသူ့ရဲ့အခန်းကိုသွားပြီးတော့လဲမှာဖြစ်ပါတယ်သူ့ရဲ့အခန်းကနှင်းစီတို့လိုအရှိတ်ဘက်လည်းမဟုတ်ဘဲနဲ့အနောက်ဘက်လည်းဖြစ်ပါတယ်အဲ့တော့ view ကတော့နောက်ထပ်တစ်မျိုးဆန်းတာပေါ့နော်အဲ့ဒါပြင်သူ့ရဲ့အခန်းထဲမှာသူကအပင်လေးတွေလည်းအများကြီးစိုက်ထားပါတယ်သူကအပင်စိုက်ရတာတော်တော်လေးဝါသနာပါပါတယ်ဒါကတော့လက်ဖေးဖြောနေကြတာဖြစ်ပါတယ်သူတို့ဖြောတဲ့လက်ဖေးကအရန်ကိုကောင်းပါတယ်သူတို့ကတော့ဒီ spice တွေနဲ့ masala တွေနဲ့ထည့်ဖြော်ရပေါ့နော်ဒါပေမဲ့တော်တော်လေးတောက်လို့ကောင်းပါတယ်နင်းစီတငယ်ချင်းတွေကအချက်ပြုတ်တော်တော်ကိုကောင်းကြပါတယ်ဒီတငယ်ချင်းတွေဆိုလို့ရှိရင်ចောင်းတက်တုံးကဆိုရင်ထမင်းဆိုင်ထည့်လာလို့ရှိရင်သူတို့ကဟင်းတွေကိုတိတိကျကျဖွဖွရရချက်ပြီးတော့ထည့်ခဲ့တာပေါ့နော်ဒီနေ့ကတော့အချိန်မရလို့ဘာမှမချက်ဖြစ်ပါဘူးပီဇာရဲ့နောက်ပြီးတော့ကိန်းမုန်တွေဝယ်စားကြပါတယ်နင်းစီကတော့ကော်ဖီတောက်ပါတယ်ဒါပေမဲ့သူတို့ဖြော်တဲ့လက်ဖေးကိုမီးကြီးတော့တော်တော်လေးကောင်းတာနဲ့ပဲလက်ဖေးပါထပ်တောက်ခဲ့ပါတယ်ဒါကမုံစားပြီးတော့ TV ထိုင်ကြည့်နေကြတာဖြစ်ပါတယ်အဲ့ဒါ TV ကြည့်နေပြင်းလာလို့ပေါ့နော်shopping သွားကြမလားဆိုပြီးတော့မေးဖြစ်နေမထင်မှတ်ဖ ೇನೆ shopping သွားဖြစ်ခဲ့ပါတယ်တငယ်ချင်းတွေမတွေ့တာကြပြီဆိုတော့စကားတွေကလည်းပြောလို့မကုန်ဘူးပေါ့နော်အခုကနွေရာသီရောက်လာပြီဆိုတော့ shopping center တွေမှာနွေရာသီ fashion လေးတွေအသိရောက်နေရပေါ့နော်နင်းစီကလည်းခီးသွားဖို့ရှိတာနဲ့ပဲအဝတ်စားလေးတွေတော်တော်များများကြည့်ဖြစ်ပါတယ်ဒီမျိုးမှာကတစ်နှစ်မှာ dress လာလေးတွေဝတ်လို့ရတဲ့ရာသီဥတုက3လ4လလောက်ပဲရှိပါတယ်အဲ့တော့အဲ့ဒီရာသီဥတုအမီလှလေးတွေဝတ်နိုင်ဖို့နှင်းစီကတော့ဝိတ်နည်းနဲ့ချထားရပေါ့နော်ဒီတစ်ခေါက် shopping သွားရတာကစိတ်ချမ်းသာတယ်ဘာလို့လဲဆိုတော့အဝတ်စားတွေအကုန် try ကြည့်ရတာအဆင်ပြေတယ်ပေါ့နော်ဒီကနေဒါရောက်တော့ကြမှာအယောင်တောက်လေးတွေကိုကြိုက်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့စောင်းရသည်ဆိုလို့ရှိရင်အမြဲတမ်းအဖြူအမဲမီးကိုပဲဝတ်နေရတော့နွေရသည်ဆိုလို့ရှိရင်အယောင်တောက်လေးတွေဝတ်ရတာစိတ်ကိုတော်တော်လေးကိုလန်းဆန်းစေပါတယ်အဲ့ဒါနဲ့အဝတ်စားတွေဝတ်ကြည့်ပြီးတော့လှတာလေးတွေ dress နဲ့ထဲလောက်ဝယ်ခဲ့ပါတယ်ဒါကတော့ shopping ထွက်ပြီးတော့ည9နာရီလောက်ရှိနေပြီပေါ့နော်ဒါပေမဲ့လည်းနေရောင်ကြီးကတော့လင်းနေတော့မယ်ပေါ့နော်ဒီမှာကနွေရာသီတို့ဆိုလို့ရှိရင်နေတာရှည်ပြီးတော့ညတာတိုပါတယ်ဒါကလေမွေးနေ့မဟုတ်ဘဲနဲ့ကိန်းမုံစားတယ်လို့ဖျောင်းနိုင်ထွန်းပြီးတော့အဲ့ဒါကိန်းမုံခွဲကြတာပါသူတို့အိမ်ကလေအဲ့လိုမျိုး club လိုမျိုးမီးတွေလည်းရှိတယ်ဆိုတော့ကခဲ့ကြသေးတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်